မင်္ဂလာပါဒီနေ့ကတော့ရာသီတူအေးအေးနဲ့ဟိုဘောနော်ကြက်တောက်ဆန်းလေးပေါ့နော်ကြက်တောက်ရှင်းဆက်ဆက်ကလေးပေါ့နော်ကြက်တောက်ဆန်းလေးရဲ့နောက်တစ်ခါရေမုံညင်းနဲ့ရောပြီးတော့နော်ဟိုရေလေးတက်တာရှင်းပေါ့နော်ရောပြီးတော့ကြိုလေးဟာလေးပေါ့နော်ဒီနေ့ချက်ပြထားပါတယ်အရင်ဆုံးကြက်သားကိုရှာလကားရေးလေးပင်းညံပြားလေးစားရှုံမို့နောက်တစ်ခါဟိုဟာလေးနဲ့စမြင်းနေနဲ့အရင်နေထားတယ်ပြီးလို့ရှိရင်ကြက်သွန်ဖြူရယ်ငေးသီးစိမ်းရယ်မခါသေးရထောင်းထားတဲ့ဟာကိုယူပြီးတော့နေလိုက်ပါတယ်နေလိုက်ပြီးတော့တည်ထားပြီးရေစူလာပြီးဆိုလို့ရှိရင်ကြက်သားလေးကိုပေါ့နော်ရေစူလာရှင်ရယ်ပုံငယ်နေပြီးတော့အခါရေထပ်ထည့်ပြီးတည်ထားမယ်စူလာရင်အပေါ်ကနေရှမ်းနမန်လေးအုပ်ပါမယ်ကြက်သားလေးတွေအပေါ်ရင်တင်းပြီးတော့သူ့ရဲ့အရာသားလေးတွေထွက်လာပြီးရေလေးကျလာပြီဆိုလို့ရှိရင်တော့အရာသားရှင်းရှင်းဆက်ဆက်နဲ့တောက်လို့ကောင်းတယ်တောက်လက်တောက်ဆန်းနဲ့ဆန်းသွားလို့ရတယ်ကြက်တောက်ဆန်းရှင်းဆက်လေးရပြီပေါ့နော်ဒီကတော့အသေးရွယ်လေးကြောဖို့အတွက်အရင်ဆုံးကြက်သွန်လေးနဲ့စီတက်ပါမယ်ဒီစနစ်မုတ်လေးထည့်မယ်ပေါ့နော်အဲကတော့အယောင်တင်ထက်လေးစနစ်မုတ်သုံးတာပုံများတဲ့အမျိုးကလေပြီးလို့ရှိရင်ခုနကအသေးရွက်လေးရေးစီထားတာထည့်မယ်အသေးရွက်လေးကရေမုံကြီးနေတာနည်းနည်းရက်ကြတော့လေတိတ်ပြီးတော့မလက်တော့ပေါ့နော်ဒါပေမဲ့ဟိုမြန်မုံကြီးနဲ့ရောကြပေါ့အမှကြက်သွန်ဖြူထောင်းထားတဲ့ဟာလေးထည့်မယ်ပြီးစားချုံမို့ပေါ့ကိုပြီးတော့ထည့်မယ်ဒီသီးစိမ်းလေးတွေအပြည့်နဲ့အမေကထည့်ချက်တော့လေခင်းရလေငေးသီးစိမ်းနဲ့မွမွလေးနဲ့အရန်ကိုဘယ်လိုခေါ်မလဲစားလို့ညင်နေပေါ့နော်တစ်ခွက်ထဲနဲ့တောင်စားလို့ရပါတယ်မှွေးနေတာပဲကြည့်နေနေတော့စားကျင်လိုက်ဒါတော့ဟိုနခင်ဆုံးပေါ့နော်ဟိုအိမ်ကဖျားစင်မှာဆုံးကပ်ဖို့အတွက်ပါဖျားဆုံးကပ်ဖို့ပါကြက်တောက်ဆန်းလေးနဲ့ဆုံးကပ်ပါမယ်ရောခုနရေမုံညင်းလေးပါထည့်မယ်ဆုံးကပ်ပါမယ်ကြည့်ရှုပေးကြအားလုံးကိုကျေးဇူးအများကြီးတင်